ကင်းကိုမြင်ဘူးကြလားမသိဘူးတရကင်းအပင်ကိုကိုကမသိဘူးဒါတရကင်းရဲ့အပင်နဲ့ပန်းမင်တွေကြားထဲမှာလွတ်ပြစ်ထားရင်ပေါက်နေတာအဲ့ဒါကိုဗရင်ပန်းထင်ပြီးတော့နှုတ်နေတာဗရင်ပန်းတွေဒီဘက်ကပန်းမင်တွေနဲ့ရှုပ်တယ်ဆိုပြီးနှုတ်တော့မှဒါကိုတူးလိုက်ကောတရကင်းနေဖြစ်နေတုံတူးလိုက်လို့ရှိရင်အများကြီးပဲရတယ်ဒီဘက်မှာလည်းဥလေးတွေတွေ့တာအများကြီးပဲဒါကြတော့ကိုတူးထားတဲ့တရကင်းလေးတွေအများကြီးပဲအဲ့ဒါတပင်နဲ့ကနေရတရကင်းပင်မှန်းမသိပဲနဲ့ထုတ်စားရင်အရန်ကောင်းတယ်ချင်းဘက်ထည့်လည်းရတယ်သဘောတွေကျသွားရင်လှုပ်ပြလိုက်ရနေပေါက်နေရဆိုတော့အများကြီးပဲဒါတော့လှုပ်ပြလိုက်ချင်းနဲ့ပေါက်တာမဟုတ်သေချာထိုက်ထားတာမဟုတ်ပဲနဲ့အဲ့ဥစ္စာအကုန်လုံးအဲ့ဥစ္စာတရကင်းပဲသူကဥကိုစားရတာဆိုတော့ဥကိုစားရတာဆိုတော့ဥတွေအများကြီးရတော့ပျော်စရာကြီးထားကျင်လာခဲ့နော်ကျွေးမယ်ကျမရဲ့အကောင့်လေးကိုလိုက်ရ follow လေးလုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဒါပါပဲရှင်ဒါတရကင်းပင်လေးပါ